Asiatic Lion သို့မဟုတ်မြန်မာတို့ရဲ့ရှင်ချင်းမှုနဲ့ငွေဆက်ကူပေါ်မှာနင်းမှုနေတဲ့အရှိအိန္ဒိယနွယ်ပါတားရဲကြီးတကောင်အကြောင်းကျွန်တော်တို့မြန်မာနိုင်ငံကအရန်ကိုတာယာလှပါပြီတဘာဝတောတော်ကြီးပဲစိတ်ဆန်နေကျင်းငတ်တာရကနဲ့တားရဲတရိတ်ဆန်မျိုးစုံကျင်းနဲ့ကျက်စားကြတဲ့နေမျိုးပိုင်ဆိုင်ထားပါတယ်တချို့ပင်မျိုးစိတ်တွေတရိတ်ဆန်မျိုးစိတ်တွေကမြန်မာနိုင်ငံမှာပဲတွေ့ရတာပါဒါပေမဲ့ခင်ဗျားတို့ကျွန်တော်တို့သတိမထားမိပြီပဲတွင်တွင်ကြဲကြဲတွေ့ရတဲ့တရိတ်ဆန်မျိုးရှိနေပါလိမ့်တယ်သူ့ကိုဖျားစီတီစောင်းတာနေမှာအထိမ့်မဲ့နေရာတွေမှာမြမစာပေကျမ်းဂန်တွေထဲမှာရဲရင်နဲ့အမှတ်သားဖြင့်ပေါ်ပြလေးရှိသလိုမြန်မာနိုင်ငံငွေဆက်ကူမှာပုံနှိပ်ထားတဲ့အထိတွေ့ရနိုင်ပါတယ်ဟုတ်ပါတယ်ထိုသားရဲကြီးကတော့မြန်မာတို့ခေါ်နေကြတဲ့တောသုံးတောင်ကိုအစိုးရတဲ့ကေတရာသာချင်းသိမိမဲ့ဖြစ်ပါတယ်တကယ်တော့မြန်မာမျိုးရင်းတော်ဝါးတွေထဲမှာချင်းသိဆိုတာမရှိပါဘူးဒါဆိုမြန်မာတွေရဲ့ပါဆက်ဖျားမှာလူသိများတဲ့တွဲဆန်တကောင်ဘာလို့ဖြစ်နေရလဲမြမသမိုင်းမှာမှတ်တမ်းမှတ်ရမရှိတဲ့ဒီသားရဲကြီးရဲ့မူလကျင်းတဲ့ကျဆာဒေတာအရှိအိန္ဒိယဆူရစထရာဒေတာပဲဖြစ်ပါတယ်မြန်မာမှာပဲတွေ့ရတဲ့မျိုးစိတ်တွေဖြစ်တဲ့ AR လင်းမိုင် AR dolphin ကချင်ပြည်နယ်မှာပဲတွေ့ရတဲ့နှာခေါင်းလမ်းမြောက် Snake Snow Monkey မငန်းတော်ကြား Burmese Crate မြမရွှေသမီး Buck Deer ဒါတွေကိုကြော်ဖြတ်ပြီးတော့ဘာအတွက်ကြောင့်အိန္ဒိယမှာရှိတဲ့ Asiatic Lion ကိုအထိမ့်မဲ့ဖြစ်တွင်နေကြဲသုံးနေရတာပါလေတကယ်တော့မြန်မာနဲ့အိန္ဒိယနယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံမှာဟိုးရခင်နှစ်ပေါင်းများစွာတည်းကအပြန်အလှန်ကုန်သွယ်စည်းစိမ်မှုတွေယဉ်ကျေးမှုအပြန်အလှန်ဖလှယ်ကြတာမျိုးတွေကရှိခဲ့ကြပါတယ်အိန္ဒိယလာတဲ့ဘာသာရေးစာပေကျမ်းဂန်ယဉ်ကျေးမှုတွေကမြန်မာနိုင်ငံအပေါ်တော်လေးလွှမ်းမိုးခဲ့တယ်ဆိုတာညင်းပယ်လို့မရပါဘူးနောက်တစ်ခုကဖြော်ပြေးစက်ကတ်တွေမှာခြင်လေးတွေကိုထည့်သွင်းအသုံးပြုပြီးတင်ဆက်ကြပါတယ်နှစ်နိုင်ငံချစ်ကြည်ရေးခမ်းနားတွေနေတဲ့ဖြော်ရည်ပွဲတွေမှာအသုံးတော်ခံခဲ့ကြပါတယ်ဟိုးရခင်နှစ်များစွာတွေကအပြန်အလှန်ကုန်သွယ်စည်းစိမ်မှုတွေရင်းချင်းမှုပလေတာမျိုးတွေရှိခဲ့ကြပါတယ်အိန္ဒိယလာတဲ့ဘာသာရေးစာပေကျမ်းဂန်ရင်းချင်းမှုတွေကမြန်မာနိုင်ငံပေါ်အတော်လေးလွှမ်းမိုးခဲ့တယ်ဆိုတာညင်းပယ်လို့မရပါဘူးနောက်တစ်ခုကတော့ဖြော်ပြေးစက်ကတ်တွေမှာခြင်လေးတွေကိုထည့်သွင်းအသုံးပြုပြီးတင်ဆက်ကြပါတယ်နှစ်နိုင်ငံချစ်ကြည်ရေးခမ်းနားတွေနေတဲ့ဖြော်ရည်ပွဲတွေမှာအသုံးတော်ခံခဲ့ကြတာပါခြင်လေးတွေကတောပြင်ဖြစ်ကြောင်းအမဲလိုက်ကျွမ်းကျင်ကြောင်းကိုတခမ်းတနာဖွင့်နေကြပါတယ်။ဒါကြောင့်အိန္ဒိယစက်ကတ်ဖွဲ့သားတွေရဲ့အာဘောကမြန်မာတွေရဲ့နားရဲ့အတော်လေးဆွဲထင်ပြီးတော့သဘောကျစရာသားကောင်ကြီးဖြစ်မှဲ့ယူကြရင်ရှိပါတယ်။ဒါကြောင့်မြန်မာတွေကရဲမှုပြရုပ်ဖြစ်ခြင်လေးကိုပုံမှန်ယူကြဖို့အစဉ်ဆက်လက်ဆင့်ကမ်းဆုံးမခဲ့ရနေအသွေးသားတွေတတိတည်လာခဲ့ဝင်ကြပါတယ်။အမှန်တော့ဒီခြင်လေးကြီးကဘက်ကကြောင်ကြီးမျိုးတော်ဖြစ်တဲ့ Asiatic Lion ပါသိပ္ပံနာမည်ကတော့ Panthera leo persica လို့ခေါ်ပါတယ်။အာဖရိကချင်းသေးတဲ့အကောင်ပူသေးပါတယ်။အရွယ်စားတော့အထီးဆိုရင်ပေါင်350ရာနေပေါင်450ဝန်းကျင်လောက်ထိရှိပြီးတော့အမတွေကတော့ပေါင်250ဝန်းကျင်ရှိတတ်ကြပါတယ်။တတန်းအားဖြင့်တော့16နှစ်ဝန်းကျင်ကရှင်သန်နေထိုင်နိုင်ကြပါတယ်။သူတို့ဟာဟိုးစုဖွဲ့နေထိုင်အမဲလိုက်ကြပါတယ်။အကောင်ရည်တက်ကတော့400နဲ့900ကျားရှိရလို့မှတ်တမ်းတင်ထားပါတယ်။သူတို့ဟာနှစ်စဉ်အမဲလိုက်တက်ပြတ်ခံရပြီးမျိုးတုံးမဲ့အနေနဲ့ရှင်ဆိုင်နေရပါတယ်။လန်ဒန်ဒရိတ်ဆန်ဥယျာဉ်ကတော့ဒီကောင်ကြီးတွေကမကြာမီချိန်မှာမျိုးတုံးပြောက်ကွယ်သွားနိုင်တယ်လို့ကြေညာထားပါတယ်။မြည်သူရင်ဆိုစီကမူကျွန်တော်တို့မြန်မာတွေရဲ့နှလုံးသားကိုသိမ့်ပိုက်ခဲ့ဦးတဲ့ငယ်ဘဝထောက်မြပုံမြင်နေတဲ့အိန္ဒိယနွယ်ဘွားကေတရာသာချင်းလေးကြီးတွေရဲ့နေဝင်ခြင်းကိုငေးကြည့်ရင်မြမငွေစက်ကူပေါ်မှာအမှတ်တရရေးထိုးခဲ့ရသလားလို့ကျွန်တော်တွေးတော့နေမိပါတော့တယ်ဗျာ။နောက်လာမယ့်ပတ်တွေမှာလည်းဘယ်သဘောပုံဝင်ရင်ဒရိတ်ဆန်နေကြအောင်တင်ဆက်သွားမလဲဆိုတာကြည့်ရှုနားဆင်မှုအတွက်ကျွန်တော်တို့ရဲ့လေတကွန် Wine Nature Channel ကို Like and Subscribe လေးလုပ်ပေးခဲ့ကြပါဦးခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာကျမတို့ရဲ့လေတကွန် Media Group ကနေတင်ဆက်ပေးမယ့်အခြားသောအကြောင်းအရာများကိုကြည့်ရှုနားဆင်လိုပါကလည်း YouTube Search Bar ကနေပုံမှန်ပြထားတဲ့အတိုင်းရိုက်ရှာပြီးတော့ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပါတယ်ရှင်